မျိုးသမီးတစ်ယောက်ဟာရေခဲပြင်ထဲမှာပိတ်မိနေတဲ့အမျိုးသားတစ်ယောက်ကိုမတော်တဆတွေ့ရှိသွားပါတယ်။ပိုပြီးတေချာအောင်ငုံကြည့်လိုက်တဲ့အချိန်မှာပဲရေခဲပြင်ကရုတ်တရက်အက်ကွဲသွားခဲ့တယ်။နောက်တစ်စက္ကန့်မှာတော့ထိုလူဟာရေခဲထဲကနေဝုန်းခနဲ့ထွက်လာပြီးအမျိုးသမီးရဲ့လည်ပင်းကိုအတင်းညှစ်လိုက်ပါတော့တဲ့အမျိုးသမီးဟာအသက်ရှူကျပ်ပြီးတေလူမျောပါခံစားလိုက်ရတယ်။ထိုလူဟာအေးဆက်ပြီးရက်ဆက်ကြမ်းကြုတ်လုံးပါတယ်။သူမကိုတတ်တော့မဲ့ဆဲမှာပဲထူဆန်းတာတစ်ခုဖြစ်ပျက်ခဲ့တယ်။မျက်စိတမိတ်တွင်းမှာပဲထိုလူဟာမွေတကောင်အဖြစ်ပြောင်းလဲသွားပါတယ်။နှစ်ယောက်လုံးထိန်းချုပ်မှုကင်းမဲ့ပြီးမြေပြင်ပေါ်ကိုအရှိန်နဲ့ပြုတ်ကျသွားခဲ့တဲ့အသက်ငယ်နေတဲ့မွေကိုကြည့်ပြီးအမျိုးသမီးဟာတိုးဆုပ်မနေပဲကယ်တင်ခဲ့ပါတယ်။သူမဟာဂါထာမန္တန်ကိုတုံးပြီးသူ့ရဲ့ဒဏ်ရာတွေကိုကုသပေးဖို့ရေပူစမ်းတစ်ခုဖန်တီးပေးခဲ့တဲ့အချိန်တန်ကြာတော့မွေကနိုးလာခဲ့တဲ့သူဟာလူအဖြစ်တိတ်တဆိတ်အသွင်ပြောင်းပြီးအေးချမ်းချမ်းအိပ်ပျော်နေတဲ့အမျိုးသမီးစီလမ်းလျှောက်သွားခဲ့ပါတယ်။သူမအပေါ်မှာခံစားချက်တွေရှိလာတာကိုသူမတားဆီးနိုင်ခဲ့ပါဘူး။အမျိုးသမီးနိုးလာတဲ့အခါရေပူစမ်းကိုသွားစစ်ကြည့်ပေမဲ့မွေကမရှိတော့ပါဘူး။အဲ့ဒီအချိန်မှာပဲအမျိုးသားကသူမရဲ့နောက်မှာပေါ်လာပါတယ်။သူဘာမှမဖြစ်တာကိုသိလိုက်ရလို့သူမကစိတ်အေးသွားပြီးထွက်သွားဖို့ပြင်ပေမဲ့အမျိုးသားကတော့သူမကိုလွှတ်ပေးဖို့အစီအစဉ်မရှိပါဘူး။သူမရဲ့နောက်ခံသမိုင်းကြောင်းကိုမသိရတဲ့အတွက်သူစောင့်ကြက်နေတဲ့မြင့်မြတ်တဲ့ရှေးဟောင်းပစ္စည်းအတွက်သူမဟာအနည်းတစ်ခုလို့သူကယုံကြည်နေတာပါ။အမျိုးသမီးကရှင်းပြဖို့ကြိုးစားစဉ်မှာပဲသူတို့နောက်ကရှေးဟောင်းပစ္စည်းကစတင်လှုပ်ရှားလာပါတယ်။အမျိုးသားကဂါထာနဲ့သူမကိုချက်ချင်းအေးခဲစေပြီးတစိတ်ခန့်နှိမ့်မှုကိုသွားစစ်ဆေးခဲ့တယ်။တစိတ်ကပျက်စီးတော့မဲ့အခြေအနေကိုမြင်ပြီးသူထိတ်လန့်သွားရတဲ့သူဟာတစိတ်ကိုအမြန်ဆုံးပြန်လဲခိုင်မာအောင်လုပ်ပေမဲ့နောက်ကျသွားပါပြီ။တစိတ်ထဲကနေပြင်းထန်တဲ့ဆုပ်ယူမှုအားတွေထွက်ပေါ်လာပြီးအမျိုးသားတော်မနှဲအောင်အေးထားရပါတယ်။ဒါကိုမြင်တဲ့အမျိုးသမီးကသူ့ကိုကူညီဖို့ရေခဲပြင်ထဲကနေရုန်းထွက်ခဲ့ပေမဲ့အခြေအနေကိုပိုဆိုးသွားစေခဲ့တယ်။နောက်ဆုံးမှာတော့သူတို့နှစ်ယောက်လုံးတစိတ်ထဲကိုဆုပ်ယူခံလိုက်ရပါတော့တယ်။ထူးဆန်းတာက